လီယန်ဂျီလက်ကိုခေါ်ယူဖို့အရင်ရိုဘာလီဖလားကိုရောက်သွားဖို့လိုအပ်နေတဲ့ယူနိုက်တက်ပရိသတ်များလုံးပဲမိန်လာများ MT Daily Sport Page ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်။ကစားမတိုင်းရဲ့မျှော်လင့်ချက်အိမ်မက်ကဥရောပပြန်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ကစားကျင်ကြတာပါ။လူတိုင်းမှာမျှော်လင့်ချက်ကိုစီရှိကြသလိုဘောလုံးသမားတွေစီမှာလည်းရီမန်းချက်ကိုစီနဲ့လို့ဆိုရမှာပါ။အဲ့လိုရီမန်းချက်ကိုစီရှိကြတဲ့ဘောလုံးသမားတွေတဲမှာအင်းဆွေအသင်းရဲ့တိုက်စစ်မှုဖြစ်သူလီယန်ဂျီလက်လည်းအပါဝင်ဖြစ်ပြီး22နှစ်သားအင်္ဂလန်တိုက်စစ်မှုဟာနိုင်ငံအသင်းမှာလည်းပါဝင်ကစားခွင့်ရကြသလိုကလပ်အသင်းနဲ့အတူဥရောပပြန်ပွဲတွေမှာပါဝင်ရှင်ပြိုင်ကစားဖို့အတွက်ရီမန်းချက်တွေရှိနေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့အနေနဲ့လက်ရှိကလပ်အင်းဆွေအသင်းကနေထွက်ခွာပြေးခဲ့မယ်ဆိုရင်ဥရောပပြန်ပွဲကစားခွင့်ရတဲ့အသင်းစီမှာပြောင်းရွှေ့ကစားဖို့အတွက်ဆန္ဒရှိနေကြတာဖြစ်ပါတယ်။လက်ရှိလီယန်ဂျီလက်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ကလပ်အသင်းနှစ်သင်းရှိပြီးအဆိုပါအသင်းတွေကတော့ United အသင်းနဲ့ Chelsea အသင်းတို့ပါ။လက်ရှိ Premier League မှာမေးစရာရက်တီမိုးရာ Chelsea အသင်းဟာအဆင့်၄နေရာမှာရက်တီနေခဲ့ပေမဲ့ United အသင်းကတော့အဆင့်73နေရာမှာရှိနေကြတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်လာမယ့်နေ့ဘောလုံးရာအသင်းမှာဥရောပပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့အတွက်အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းဖြင့်Chelsea အသင်းကပုံမော်လေးတာနေကြတာကိုမြင်တွေ့ထားခဲ့ရပြီး United အသင်းကတော့ဥရောပပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့ဆိုရင်ရိုဘာလီဖလားကိုရယူသွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။နောက်ပြီး Manchester United အသင်းဟာလီယန်ဂျီလက်ကိုမျက်စိကျနေခဲ့သလိုကစားမကိုယ်တိုင်ကလည်းဥရောပပြိုင်ပွဲတွေမှာရှင်ပြိုင်ကစားခြင်းနေကြတာဖြစ်တဲ့အတွက်ကစားသမားကိုခေါ်ယူဖို့အရေးရိုဘာလီဖလားကိုရယူသွားဖို့အတွက်လိုအပ်နေကြတာဖြစ်ပါတယ်။ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ Manchester United အသင်းဟာလီယန်ဂျီလက်ကိုသူတို့ရဲ့အဓိကပြစ်မှတ်တိုက်စစ်မှုအဖြစ်လီယန်ဂျီလက်ကိုသတ်မှတ်ထားခဲ့ကြတာဖြစ်ပြီးဒါမဲ့နေစည်းကွက်မှာခေါ်ယူသွားဖို့အရေးပြစ်မှတ်ထားနေခဲ့ကြတာလည်းဖြစ်ပါတယ်။နောက်ပြီးလီယန်ဂျီလက်ရဲ့လက်ရှိကစားနေတဲ့အင်းဆွေအသင်းသားလာမယ့်ရာသီမှာတန်းဆင်းခဲ့မယ်ဆိုရင်အင်္ဂလန်သားတိုက်စစ်မှုအတွက်ပြောင်းရွှေ့ကြီးကပေါင်သန်း30ဝန်းကျင်သာရှိတော့မှာဖြစ်တဲ့အတွက် Manchester United ကလည်းမျက်စိကျနေခဲ့ပြီးကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့အတွက်ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။ဘောလုံးအစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။